မင်းကလေးတယောက်ဟာတည်ချင်းတရားထက်တောင်ပိုဆိုးရွားတဲ့မွေးမြူရေးစခန်းဖန်တစ်ခုမှာသူမရဲ့တဘွားလုံးကိုအကုန်လုံးခဲ့ရပါတယ်ဒီစခန်းမှာလူတွေကိုကမ္မကောင်တွေတဲကပလဲထုတ်ယူဖို့အတွက်သမုတ်တရားနဲ့ဆိုင်ဆုံးနေရာတွေထိမုတ်ရှုဖို့လေ့ကျင့်ပေးပါတယ်ဒီလေ့ကျင့်ခန်းဟာမနာတမ်းစောစားရလုံးလို့ပလဲကိုသမားအမြောက်များအသက်ဆုံးရှုံးခဲ့ရပါတယ်ဒီမိန်းကလေးဟာစခန်းကနေတနေ့နေ့မှာထွက်ပြေးလို့မြောက်ဖို့အမြဲအိမ်မက်မက်နေခဲ့သူပါတနေ့မှာတော့စခန်းကြီးချက်သူကအနေအကြီးမားလာတဲ့ Drone 1 ရေကန်ထဲကနေပလဲရအောင်ယူဆောင်ပေးနိုင်သူကိုထိုက်တန်စွာဆုလက်ပေးမယ်လို့ကြေညာခဲ့ပါတယ် Drone 1ရေကန်ဆိုတာအသက်အန္တရာယ်ပေးနိုင်တဲ့ပင်လယ်တတဝါစုတွေကျဆားရသမုတ်တရားရဲ့အစိပ်ပိုင်းတစ်ခုဖြစ်ပြီးပလဲသွားယူတဲ့သူမိသူညတက်ရှိထင်ရှားပြန်မလာနိုင်ခဲ့ပါဘူးအနေအများလာတော့လဲလွတ်လပ်မှုကိုတန်းတနေကြတဲ့ပလဲငုတ်သမားအချို့ဟာစင်ခုံမှုကိုလက်ခံဖို့သဘောတူခဲ့ကြပါတယ်ဒီထဲမှာမင်းကလေး Drone ကိုတွန်းကိုလည်းပါဝင်ပြီးသူမတို့ပလဲငုတ်သမားအဖွဲ့ဟာ Drone 1ရေကန်စီကိုဆက်လက်နဲ့ထွက်ခွာခဲ့ကြပါတယ်ရောက်ရှိသွားတဲ့အခါရေထဲကိုခုန်ဆင်းလိုက်ကြပါတယ်သမုတ်တရားဟာငြိမ်သက်အေးဆေးနေပုံရပေမဲ့ရေအောက်မျက်နှာပြင်အောက်မှာတော့အန္တရာယ်တွေခြုံခိုနေခဲ့ပါတယ်ရေငုံနေစဉ်မှာ Drone ဟာကြီးမားတဲ့ကမ္မကောင်တစ်ကောင်ကိုတွေ့ရှိသွားပြီးပလဲကိုအောင်မြင်စွာထုတ်ယူနိုင်ခဲ့ပါတယ်ဒါပေမဲ့အခြားပလဲငုံသမားတွေဟာသူမစီကပလဲကိုလူယူဖို့နောက်ကျောကနေအနီးကပ်တိုက်ခိုက်ခဲ့ကြပါတယ်။ရုံးရင်းဆန်ခတ်ဖြစ်ပွားစဉ်မှာဒေါ်ဝူဟာရေအောက်ထဲမှာတင်တတိလစ်သွားခဲ့ပါတယ်။အခြားပလဲငုံသမားတွေဟာပလဲစီကိုဥတီသွားနေချိန်မှာပဲသူတို့စီကိုညီးတီကုကက်လာနေတဲ့ငါးမန်းတစ်ကောင်ကိုရုတ်တရက်တွေ့လိုက်ကြရပါတယ်။ကြောက်ရွံ့ထိတ်လန့်မှုတွေလွှမ်းမိုးသွားပြီးသူတို့ဟာအလင်းမြန်ရင်းမြစ်နှပြင်ပေါ်တက်ကဆက်လေပေါ်ကိုပြန်တက်သွားကြပါတော့တယ်